ဟုတ်ကဲ့မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှာစကားကျွတ်ဆွိုင်းနော်ဒီနေ့မှာကျွန်တော်ထိုင်းစကား၄ခုပေါ့နော်အမေစကား၄ခုကိုကျွန်တော်လာပြီးတော့ share ပေးပါတယ်လွယ်လေးတွေပါအဲ့ဒါလေးတွေကိုကျွန်တော်တစ်ခါလေးဖြည့်ပြပေးသွားမှာဖြစ်ပါတယ်โอเคနံပါတ်1မှာကြာတော့ပိုင်းနိုင်ဆိုတော့လူတိုင်းသိမှာပေါ့နော်ဘယ်သွားမလို့လဲပိုင်းနိုင်ဆိုတော့ဘယ်သွားမလို့လဲကိုကဘယ်သွားမှာလဲကိုကဈေးသွားမယ်ဆိုပါစို့အဲ့ဒါဆိုပိုင်းနိုင်ဆိုတာကိုဘယ်သွားမလို့လဲကိုကဈေးသွားမလို့ဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်ပိုင်းတလားပိုင်းဆိုတာသွားတာတလားဆိုတာဈေးကိုပြောတာပိုင်းတလားဆိုလို့ရှိရင်ဈေးကိုသွားမလို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်နော်တကယ်လို့ကိုက7-Eleven ကိုသွားမယ်ဆိုလို့ရှိရင်ပိုင်း7-Eleven ကိုသွားမလို့တကယ်လို့ကိုကအလုပ်သွားမလို့ဆိုလို့ရှိရင်ไปทำงานအလုပ်သွားလို့မလို့ဒီလောက်ပါပဲသူ့အမေကဘယ်သွားမလို့လဲဆိုလို့ရှိရင်ကိုက7-Eleven ကိုသွားမလို့တော့မဟုတ်ဈေးကိုသွားမလို့တော့မဟုတ်အလုပ်သွားမလို့အဲ့လိုပေါ့နော်သဘောပေါက်မှလို့ထင်ပါတယ်နော်โอเคဈေးကိုသွားမယ်ဆိုတာကြတော့ไปตลาดဈေးကိုသွားမလို့7-Eleven ကိုသွားမလို့ไป7ဆိုတာ7-Eleven ကိုသွားမလို့တကယ်လို့အလုပ်သွားမလို့ဆိုလို့ရှိရင်ไปทำงานဆိုတာအလုပ်သွားမလို့ဟုတ်ပါတယ်အဲ့လိုမျိုးလေးတွေဖြည့်သွားလို့ရပါတယ်နော်ဒါနံပါတ်1โอเคနံပါတ်2ကိုသွားမယ်နံပါတ်2မှာทำอะไรဘာလုပ်နေလဲတကယ်လို့ကိုကဘာလုပ်နေတာလဲကိုကထမင်းစားနေတယ်ဆိုလို့ရှိရင်กินข้าวဒီလောက်ပဲဖြည့်လို့ရပါတယ်ထမင်းစားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ทำอะไรဘာလုပ်နေလဲกินข้าวတော့မဟုတ်กินข้าวอยู่အဲ့လိုပေါ့နော်ထမင်းစားနေတယ်အဲ့လိုမျိုးကြီးပြောလို့ရတယ်ဘာလုပ်နေရလဲဝှရှော့နေတယ်ဆိုလို့ရှိရင်ซักผ้าอยู่အဲ့လိုမျိုးလေးဖြည့်လို့ရတယ်ซักผ้าဆိုတာလည်းဖြည့်လို့ရတယ်လို့ซักผ้าอยู่ဆိုတာလည်းဖြည့်လို့ရတယ်တော့မဟုတ်ทำกับข้าวထမင်းချက်နေတယ်ทำกับข้าวอยู่ထမင်းချက်နေပါသည်အဲ့လိုမျိုးဖြည့်လို့ရပါတယ်နော်ကိုကဘာလုပ်နေရလဲကိုကဝှရှော့နေတယ်ဆိုလို့ရှိရင်ซักผ้าอยู่ဝှရှော့နေပါတယ်အဲ့လိုမျိုးပြောလို့ရပါတယ်โอเคနံပါတ်3သွားမယ်နံပါတ်3မှာဘာလဲဆိုတော့กินอะไรกินอะไรဘာစားမလဲပေါ့နော်กินอะไรဆိုတာဘာစားမလဲအဆူကိုဘာစားမလဲကိုထမင်းစားမယ်